များတဲ့စီရင်ကနောက်ဆုံးတန်းတဲ့ဥတီရမျောလင်းခြင်းနဲ့ခီးစနေတာများရှင်းလင်းကဒီနာတရားနဲ့မြောက်ဝေကညီချင်းများကသက်သေးပါ